ဒီရောပုံမှန်သွားလားစီးလဲပုံမှန်ဝင်ရောပုံမှန်သွားလားလဲသွားတယ်နော်တွေးတို့ကလည်းတွေးတို့ဒီနေ့ဘယ်လောက်လဲ140နော်140ဆိုတော့ခုတည်းဟိုအရင်ကဒါအနေဆုံးလို့တော့ပြောလို့ရသွားပြီနော်ဒါဟုတ်တွေးကြသေးလဲတောက်တယ်နေတိုင်းအဲကျွန်တော်အဲ့ဒါဟိုပြောဘူးတယ်ဘယ်လိုပြောဘူးတော့တွေးကြစီနေပဲတက်ပြီးတွေးကြသေးလေးတော့ပုံမှန်တောက်ပါတဲ့ဆရာကိုကဝဲတော့ခဏလားဆရာဝန်ညွှန်ကြားချက်တိုင်းတောက်ခိုင်းတာလားဆရာဝန်ညွှန်ကြားချက်တိုင်းတောက်ဟုတ်တယ်နော်ဟုတ်ကဲ့အဲ့ဒါပဲနော်ကျွန်တော်တို့ကပညာဆန်ဖို့လိုတယ်နော်ကျွန်တော်ပြည်သူလူထုကလည်းပညာဆန်ဖို့လိုဆိုပညာရှင်တွေကလည်းပညာဆန်ဖို့လိုတယ်နော်ဟိုအရာအလုံးကျွန်တော်တိုင်းစစ်တကူဟိုတင့်တော်တဲ့အင်္ဂလိပ်စီနဲ့ဟိုအခြားဆေးပညာနဲ့တင့်တော်တယ်ဆိုရင်ကျွန်တော်အခြားဆေးပညာရှင်ရဲ့အကူအညီကိုယူသင့်တဲ့အကြောင်းကျွန်တော်တို့ကိုယ်တိုင်လည်းပြောပြရတယ်နော်အဲ့တော့အခုတွေးကြစီရတော့အင်္ဂလိပ်စီအနေနဲ့ဟိုအကူအနေနဲ့တောက်တုံးမယ်နော်တောက်တယ်နော်တောက်တယ်ညွှန်ကြားချက်တိုင်းတောက်တာနော်ဟုတ်ကဲ့ညွှန်ကြားချက်တိုင်းတောက်ဟုတ်ပြီအဲဟိုဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းပဲတောက်တာနော်လမ်းညွှန်ချက်ပေါ့မန်လို့ရဲ့မောင်လေးရဲ့ညွှန်ကြားမှုကြောင့်ဒီဆက်သွယ်မိတာပေါ့မောင်လေးရဲ့ညွှန်ကြားချက်ဟုတ်ဆက်သွယ်ပြီးမှုပါလားခုဒီအချိန်ဒီတိုင်းဆိုရင်အခုဒီကုတုံးစနစ်ကျွန်တော်တို့ဟောပေါ့နော်မန်လေးမြို့နဲ့ကုနေစဉ်ကာလအတွင်းမှာခုအလိုမကျတာအလိုကျတာလေးနည်းနည်းစိတ်ချက်ရှိသလောက်လေးပြောပြပါလားအလိုမကျတာကြီးလည်းထည့်ပြောထည့်ပြောလို့ရတယ်ပြောတာနော်အလိုစိတ်တိုင်းကျတာကြီးလည်းထည့်ပြောပေးစိတ်တိုင်းကျပါတယ်ဆရာမလည်းဖော်ဖော်ရွရွအကုန်လုံးဆရာရောလုပ်ပြီးတယ်စိတ်ဓာတ်ပါနဲ့လေဟုတ်ကဲ့သူကလည်းသူအကုန်လုပ်ပြီးတယ်လိုကြပါတယ်အလိုစိတ်ချမ်းသာတယ်စိတ်ချမ်းသာတယ်ကျင်းတော့ပြောရတော့ဟုတ်ပါဘူးနော်မဟုတ်ဘူးဆရာနဲ့တွေ့တော့လေစိတ်ကတအားချမ်းသာလားကောင်းမယ်ဆိုတော့လေဟုတ်ခင်ဗျာကောင်းမှာဘလောက်ခါမှာဆိုတော့ကိုယ်သိတယ်ပြောရတာပါမရောက်တော့လုံးဝမရောက်တော့နော်ပုံမှန်သားကြီးပွားတော့မပွားတော့နော်အချက်ကြည့်အောင်ပွားရောင်းတော့မဖြစ်ဘူးကျင့်တာပဲကောင်းတယ်ရပြီကျွန်တော်တို့နဲ့ကူးတဲ့အခါမှာဟိုစိတ်တဲ့ဟိုမလေးမြေပေါ်မှာခုနပြောလို့ပြောချင်တာကြီးဘာကြီးရှိတော့ကျွန်တော်ပြောပြပါဦးဆရာတို့နဲ့တွေ့တာတော့ကြားနဲ့တွေ့လို့ဖြစ်တာပေါ့ဟိုကောင်းပါလို့ကိုကတော်ခံလာနေတာလေဟုတ်ပတ်စံကုန်မှာရောယောဂမပြောက်မှာရောပေါ့ဆရာကြီးပူပင်တော့ကလူနာတယောက်ကလိုက်မှုမှာကတော့အဲ့ဒါနဲ့ဆိုဒါကြောင့်ဆရာတို့ကြတော့လိုက်တယ်မမှုတော့လေကုန်တော့ဟိုဆရာနဲ့ပြပြီးဆေးလေးတောက်ရုံပဲဟုတ်အဲ့ဆေးဖြန့်တယ်ဆရာလေးဖြန့်ပြီးတော့စိတ်ချမ်းသာတယ်ဟုတ်ကဲ့ငွေကုန်တာချင်းတူပြီမဲ့လို့စိတ်ချမ်းသာခြင်းမတူဘူးပေါ့ဆရာကြီးဒါစိတ်ချမ်းသာတယ်လူလည်းထူးခြားခြားကောင်းပါတယ်စီကေဒီသမားနာရာကြီးကြောက်ကသမားကြီးပြန်လဲကြမ်းမှချင်းဆိုတဲ့အခါမှာကျွန်တော်ဟိုသုံးသက်တင်တာ3မျိုးရှိတယ်နံပါတ်1ကဟိုကျွန်တော်တို့ patient center case စနစ်ပေါ့နော် patient center ဆိုတာကာကန်ရှင်ကိုဗဟုပြုပြီးတော့လုပ်ပေးတဲ့စောင့်ရှောက်မှုပေးတဲ့စနစ်ကိုကျွန်တော်ဦးစားပေးတယ်ဒါကျွန်တော်တို့ဝါတာနော်အဲ့ဟို community ကာကန်ပြတဲ့ community ကိုပြန်ပေးမယ်ကိုကျမ်းမာရေးကိုလက်ရှိဒီနေ့အချိန်နေပေါ့နော်ကိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်လက်တွေမှာစိုးရင်စိတ်တွေရှိသေးလားစိုးရင်စိတ်ရှိလိုက်စိုးရင်စိတ်တအားကြီးမရှိတော့ဘူးဆရာရှိတော့ရှိသေးတယ်ဒါပေမဲ့ပြင်းထန်တဲ့စိတ်ဖြည်စည်းမှုဖြစ်လောက်အောင်ဒီတော့မရှိဘူးအဲ့လိုဖြည်စည်းမှုဖြစ်လောက်အောင်ဒီတော့မရှိဘူးဟိုရက်တည်းတော့စိတ်ဖြည်စည်းမှုဖြစ်အောင်ရှိတယ်ဟုတ်အရင်ကတော့ရှိခဲ့တယ်ဟုတ်ကဲ့ကိုကတော့အဲ့လိုမရှိတော့ဘူးဟုတ်ပြီနောက်ရုပ်ပိုင်းဆိုင်ရာခံစားမှုရောဘာတွေအလိုမကျတာဘာတွေရှိသေးတယ်ဆိုရရဟရနာနည်းနည်းလေးပဲရတော့ဒီနားလေးနည်းနည်းတော့ရသေးတယ်ဟုတ်နားညဆိုတာအရာတနေရာလေးရတာကျန်တဲ့နေရာမရတော့ဘူးခါနေရလားတင်မလားတင်မနေရအဲ့ဒါလေးပဲရတော့စီးကြိုတော့အခြေခံအောင်ပါပေါ့အဲ့ဒါဟုတ်နော်ဟုတ်ကဲ့တခြားပြဿနာဘာမှမရှိဘူးတခြားအဲ့ဒါအခုကပုံမှန်အိပုံမှန်စားပုံမှန်ဟုတ်တယ်ပုံမှန်လူမှုဘဝထဲမှာပဲရှိနေပြီနော်ဟုတ်တယ်ဆရာဒါကလူနာဘက်ကနေကျမ်းမာရေးပြန်လဲကျမ်းမာလာတဲ့အခါမှာဟိုဘလူမျိုးအခြေအနေရှိရဆိုတော့လူနာဘက်ကခံစားချက်တခုနောက်တစ်ခုကကျွန်တော်တို့ပြင်ဟိုစိတ်ပညာရှင်တွေရဲ့ပြင်ပစိတ်ပညာရှင်ရဲ့သုံးသက်ချက်ပေါ့အဲ့ဒုတိယချက်ကဘာလဲဆိုတော့ဒါရောင်းတာမရှိဘူးဒါကျွန်တော်တို့စိတ်ပညာရှင်တွေဘက်ကနေပြန်ပြီးတော့သုံးသက်ပေးရတယ်ရောင်းတာမရှိဘူးเนาะဟုတ်တယ်ဟိုချောင်းဆိုးတာမျိုးတွေမရှိဘူးเนาะဟိုထိုင်းမိုင်းနေတဲ့ပုံတွေလက္ခဏာတွေမရှိဘူးအခုဆိုဒါတော့လက်ဟို fresh အရန်ဖြစ်နေတယ်လုံးဝ active အရန်ဖြစ်နေတယ်အခုဒီနေ့ဒီပုံလို့เนาะဟုတ်ကဲ့ဆရာဟိုပြောရင်ဘယ်လိုနည်းနဲ့မှဒါကြောက်ကနာတာကြီးကြောက်ကသမားပါလို့ဘယ်လိုနည်းနဲ့မှကိုကထုတ်မပြောမချင်းဘယ်သူမှမသိဘူးအဲ့အချိန်ကြီးကိုပိုင်ဆိုင်ထားပြီပေါ့နော်ဒါပြင်ပသည့်ကိုကျွန်တော်တို့ကသုံးသပ်ရတယ်ပေါ့နောက်တစ်ချက်ကကျတော့ medical check up တတိယချက်က medical check up အနေနဲ့သုံးတယ်တကယ်
အပေါ်ပိုင်းဆိုင်ရုပ်ပိုင်းဆိုင်ရာအရာကျန်းမာနေရဘယ်လောက်ပဲပြောနေကျွန်တော်တို့ medical check up မှာအဖြေတွေကလည်းကျွန်တော်တို့ကလေးစားဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပြန်စစ်တယ်ပေါ့နော်တွေးစစ်တာမျိုးတွေကိုအဆအဆရရပေါ့နော်အထောက်ဆောင်ရတာတွေတွေးစစ်တာဒီ medical check up တွေကျွန်တော်တို့လုပ်တဲ့အဖြေကိုကျွန်တော်တို့လက်ခံရမှာလေအပိုင်းတစ်ပိုင်း၃ပိုင်းရှိတယ်ကာယကံရှင်ရဲ့ပညာရှင်ဘက်ကသုံးသက်ချက်ရဲ့နောက်တစ်ခုကဒီတက်ခွဲခန့်အဖြေပေါ့နော်တက်ခွဲခန့်အဖြေတွေရဲ့သုံးသက်ချက်တွေကျွန်တော်တို့အားလုံးစုပုံပြီးတော့မှအားလုံးကိုစုစည်းပြီးတော့မှသုံးသက်ချက်နဲ့ကျွန်တော်တို့ဘဝကိုပြန်ထူထောင်ရတာပေါ့နော်သို့တော်လည်းဒီနေ့ဒီအချိန်ကြီးကတော့ဟိုတွေးစစ်တဲ့အဖြေတစ်ခုပေါ်မှာပဲကျွန်တော်တို့ကယောဂကြံသေးလားမကြံသေးဘူးလားဖြေရမှာဒီတိုင်းကတော့ကိုယ်တိုင်လည်းအကောင်းပဲနော်ကျွန်တော်တို့ရှုတော့လည်းဘာမှအပြစ်နာစာရှားလို့မရတော့ကောင်းတယ်နော်အရန်ကောင်းနေတာဆိုအချင်းချင်းမလို့ဒါနာတာရှိသမားမှန်းသိတာဟုတ်တယ်ဆရာနော်အေးဘာဖြစ်လို့အဲ့လိုဘလောက်ပဲပိုင်ဆိုင်မှုတွေဘလောက်ဖြစ်နေဒီမှာအထူးသတိပေးချင်တာကသတိပြုချင်တာဘလောက်ပဲကောင်းနေပြောအစားတော့ကိုတော့တင်းကြပ်လိုက်နာတင်တယ်နော်ဟုတ်ကဲ့တော်မြင်လေးပြီးခဲ့လိုက်နာဘူးဆရာပြီးခဲ့တဲ့လာလေဘာလဲမသိစားလိုက်သေးတယ်ပြီးအေးငချင်းကျော်လေးစားတယ်အေးဟုတ်ပါရဲ့ငချင်းတဲဟုတ်တယ်တော့စားငချင်းတဲသားဟုတ်တယ်ဆွေးကွက်လောင်းပါဆရာအေးဘလောက်ပဲကောင်းတယ်ပြောနေကျွန်တော်နာရာကြီးကြောက်ကသမားဆိုတာကဟိုဟာလေဒီစိတ်အလိုအရသာရဲ့ခံစားခြင်းနဲ့စိတ်အလိုဟိုပစ္စလက်ကကြီးအလိုမလိုက်နဲ့နော်ဒါလူတဘာဘွားရချိုချင်းငန်းစကားပန်လေးစားခြင်းအဲ့ဒါလည်းဖြစ်တာဗျာပြောမယ်မပြီးရကြိုးတာသူတို့မပြီးရသားတယ်လို့ကြိုးပြီးတိလောက်ထားမယ်အဲ့လူနေကြတယ်ဖြစ်သွားတာဖြစ်မှာပေါ့သူကကန်းနာယုံလေကျွန်တော်တိုင်းစင်းမှာရှိတော့ပေါ့ဟုတ်တယ်ဖြစ်တာပေါ့ဖြစ်တာပေါ့မသားဟောက်လုံးအောင်ဘယ်လိုဟာတော့ဟဲ့လို့ဟိုပြီးရအနာကိုထဲဝင်တာဟုတ်အဲ့လိုစားတဲ့ခါမှာရတာယုံနဲ့ခန္ဓာကိုယ်အကျိုးအပြစ်ကောင်းကျိုးဆိုးကျိုးရတယ်နော်အဲ့လိုပဲရတာယုံကအဲ့လိုမျိုးရတယ်လို့မျိုးလေဖောက်လာလူကလေမောလာပဲဆောက်လေးလာပဲမစားဘဲနဲ့ပြည့်ဖြစ်တာတော့ပါအဲ့ပြီးတော့ပစုံချက်ပေးရသူမစားဘူးခန္ဓာယုံကြောင့်လေစူးကျူးကောင်းကျိုးတွေရတယ်လေမစားဘူးဆိုပေမဲ့ခုနပြောတဲ့ညော်နဲ့နေရကိုမှရတယ်လေအဲ့လိုဟုတ်လားဒီအနံ့ရတာအနံ့ပေါ့ခန္ဓာအုပ်စုခန္ဓာယုံပေါ့နော်ခန္ဓာယုံကြောင့်မလို့ဖြစ်တဲ့ဟာတွေလေကြုံရတာပဲလေအဲ့ဒါတူတူပဲစားတာနဲ့အညော်ခန္ဓာနဲ့တူတူပဲအဲကြောင့်ရှူသေးဆိုတာကကောင်းတဲ့ဘက်သွားတယ်လေဟုတ်ကဲ့နော်ညှို့ဆိုတာကမကောင်းတဲ့ဘက်ကိုသွားတယ်လေဒါအာယုံပဲကျွန်တော်အာယုံ၅ပါးအာယုံ6ပါးပေါ့အာယုံ6ပါးနဲ့တိုင်းစည်းမှာကဘ ਹੁ ပြုပြီးစဉ်းစားတာပဲလေနော်โอเคအဲ့ဆိုရင်ဘယ်လိုပြောင်းလဲမှုတွေခံစားအခုပြန်လဲကျမ်းမာလာတဲ့အချိန်မှာဘယ်လိုပြောင်းလဲမှုတွေခံစားရပါသလဲတဲ့စိတ်ချမ်းသာတာပေါ့ဆရာစိတ်ချမ်းသာတယ်ပြောရင်ကိုမိသားစုနဲ့တီးလုံးနေရတော့လေမိသားစုနဲ့အတူတူလွတ်လပ်နေခွင့်ရတာကိုအတွက်ဟုတ်တယ်နော်မဟာဟိုဘယ်လိုကန်တူးရှင်ပဲနော်ကန်တူးရှင်ပေါ့ဆရာကြီးသားသမီးတွေလည်းသိချမ်းသာကုန်တာပေါ့ကိုကဒီလိုဖြစ်လိုက်တော့လေကောင်းလာတာပေါ့